အီတာချီနဲ့စတွေ့တွေကသူ့ရဲ့အမှုပညာဆိုတဲ့အရာကိုလက်မခံတဲ့ Sharingan တွေကိုအယမ်းမုန်းခဲ့တာဖြစ်ပါတယ်။ရုတ်တရက် ဒေးတာရောကအင်ကြီးကိုချွတ်လိုက်ပြီးဘယ်ဘက်ရင်အောင်ကသူ့ရဲ့ပါဇက်တစ်ခုကိုကြံနေသေးတဲ့ရှင်စေးတွေအားလုံးကျွေးလိုက်ပြီးနောက်သူ့ကိုယ်သူအသေးခံဖောက်ခွဲဖို့လုပ်လိုက်ပါတယ်။သူလက်ခံထားတဲ့အမှုပညာနဲ့သူတေဆုံးဖို့တွေးထားပြီးတဖြည်းဖြည်းဖြောတော့လာတဲ့အသားရည်တွေနဲ့10 ကီလိုမီတာတနည်းအားဖြင့်6 မိုင်ပတ်ဝန်းကျင်ကပောက်ခွဲသွားမှာဖြစ်တာကြောင့်သူ့ရဲ့အခုအခြေအနေနဲ့ဆိုရင်လုံးဝလွတ်နိုင်မှာမဟုတ်တာကို Sasuke ကသိလိုက်ပါတယ်။အဲဒီနောက်ပြင်းထန်တဲ့ပောက်ခွဲမှုကြီးတစ်ခုကိုအားလုံးကလည်းမြင်လိုက်ကြရပြီးမတင်ကြတာကြောင့်တွားကြည့်ရဖို့လုပ်ကြပါတယ်။ခါရင်ကလည်း Sasuke ရဲ့ chakra ကိုအာယုံခံလို့မရတော့တဲ့အပြင် Suike ဆိုရဲ့စာလိပ်ပေါ်ကမွေရုပ်ကလည်းပျောက်သွားပါတယ်။ဇေဆုကလည်းဒီတည်င်းကိုအဖွဲမှာပြန်ပြောပြနေပြီး Sasuke ကိုထိုးပြီးပါပောက်ခွဲမှုကြောင့်တည်သွားတာဖြစ်နိုင်တဲ့အကြောင်းပြောပါတယ်။ Suike ဆိုကတော့ Sasuke မှာထားတဲ့အတိုင်းမွေရဲ့အရင်ကိုပျောက်သွားတဲ့အချိန်မှာ Sasuke ရဲ့သွေးတစ်စက်နဲ့စင့်ခေါ်ဂျူစုကိုတုံးလိုက်ပါတယ်။ဒါပေမဲ့ Orochimaru ရဲ့စင့်ခေါ်မွေကြီးဖြစ်တဲ့မန်နာထွက်လာပြီးသူ့ရဲ့မျက်လုံးကလည်း Sharingan လိုမျိုးထူးဆန်းနေတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့ Sasuke ကမန်နာကို Sharingan နဲ့ထိန်းချုပ်ပြီးပောက်ကွဲမှုကိုကာကွယ်ဖို့အတွက်မွေရဲ့ပါဇက်ထဲမှာဝင်နေခဲ့ရင်လည်းတခြား dimension တစ်ခုကိုလက်မတင်လေခုန်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ Suike ဆိုပြန်လဲစင့်ခေါ်လိုက်တဲ့အချိန်မှာမန်နာကလည်းသူ့ကိုအဲ့လိုအသုံးချတဲ့အတွက်မကြေမနက်ဖြစ်နေရင်ပဲတေဆုံးသွားခဲ့ပြီးတဲ့နောက်အဖွဲ့သားတွေအားလုံးရောက်လာကြပါတယ်။